ပါတယ်တမိုးတွေထားခဲ့မိလို့လဲမှားပါတယ်အလိုလဲကောင်းကောင်းလိုက်ပါတယ်ဘာကြောင့်ပြစ်လို့သွားတာလဲအတွေ့မှာရောက်ခက်နေတယ်ဘေးနဲ့မေးတဲ့ဆန်ကုန်မှာသူတကယ်မရှိလို့ချန်ကုန်တာအော်သူပြောတော့ပြန်ဆုံးမှာယုံအောင်ပြောပြီးညက်စင်တာတော်တော်လုံးရဲ့နိုင်လူပါဦးတကယ်တွေးရင်ငိုချင်လားငါမှဒုက္ခများငါပေါ့နန်းတော့ခိုင်းတဲ့ချာသူပေါ့နင်းနမ်းမကိုယ်နိုင်ပြိုးတဲ့ပဲတဲ့ချာသူလက်မှာရှင်လမ်းမရေရချေလို့ငါပြန်လာပါဆူတောင်းတာကျုံးမလို့ရရှုံနေတာ I'm sorry နဲ့တော့တရားရဲ့မင်းကိုတကယ်လွမ်းနေသူဒီဆောင်ပဲဘဝကိုမင်းပြစီတာငါဝမ်းနေဟိုဒီတရားကြီးနဲ့ချင်းနေတော့ဆိုတယ်ရုံးလေနစ်လေပဲနေရတဲ့သူ့အမူအရာအစဲတိုင်းကြီးတစ်ခုဖြစ်နေသလားသူ့ကြောင့်ရတဲ့စိတ်ဝေဒနာကူတော့ကိုဖို့ခက်ပြီဗျာမရတဲ့သူ့အမူအရာအစဲတိုင်းကြီးတစ်ခုဖြစ်နေသလားသူ့ကြောင့်ရတဲ့စိတ်ဝေဒနာကူတော့ကိုဖို့ခက်ပြီဗျာလို့မရတော့လက်ခက်ပါတယ်တမိုးတွေထားခဲ့မိလို့လဲမှားပါတယ်အလိုလဲကောင်းကောင်းလိုက်ပါတယ်ဘာကြောင့်ပြစ်လို့သွားတာလဲအတွေ့မှာရောက်ခက်နေတယ်ဘေးနဲ့မေးတဲ့ဆန်ကုန်မှာသူတကယ်မရှိလို့ချန်ကုန်တာအော်သူပြောတော့ပြန်ဆုံးမှာယုံအောင်ပြောပြီးညက်စင်တာတော်တော်လုံးရဲ့နိုင်လူပါဦးတကယ်တွေးရင်ငိုချင်လားငါမှဒုက္ခများငါပေါ့နန်းတော့ခိုင်းတဲ့ချာသူပေါ့နင်းနမ်းမကိုယ်နိုင်ပြိုးတဲ့ပဲတဲ့ချာသူလက်မှာရှင်လမ်းမရေရချေလို့ငါပြန်လာပါဆူတောင်းတာကျုံးမလို့ရရှုံနေတာ I'm sorry နဲ့တော့တရားရဲ့မင်းကိုတကယ်လွမ်းနေသူဒီဆောင်ပဲဘဝကိုမင်းပြစီတာငါဝမ်းနေဟိုဒီတရားကြီးနဲ့ချင်းနေတော့ဆိုတယ်ရုံးလေနစ်လေပဲမရတဲ့သူ့အမူအရာအစဲတိုင်းကြီးတစ်ခုဖြစ်နေသလားသူ့ကြောင့်ရတဲ့စိတ်ဝေဒနာကူတော့ကိုဖို့ခက်ပြီဗျာမရတဲ့သူ့အမူအရာအစဲတိုင်းကြီးတစ်ခုဖြစ်နေသလားသူ့ကြောင့်ရတဲ့စိတ်ဝေဒနာကူတော့ကိုဖို့ခက်ပြီဗျာအစဲတိုင်းကြီးတစ်ခုဖြစ်နေသလားသူ့ကြောင့်ရတဲ့စိတ်ဝေဒနာကူတော့ကိုဖို့ခက်ပြီဗျာမရတဲ့သူ့အမူအရာအစဲတိုင်းကြီးတစ်ခုဖြစ်နေသလားသူ့ကြောင့်ရတဲ့စိတ်ဝေဒနာကူတော့ကိုဖို့ခက်ပြီဗျာအစဲတိုင်းကြီးတစ်ခုဖြစ်နေသလားသူ့ကြောင့်ရတဲ့စိတ်ဝေဒနာကူတော့ကိုဖို့ခက်ပြီဗျာမရတဲ့သူ့အမူအရာအစဲတိုင်းကြီးတစ်ခုဖြစ်နေသလားသူ့ကြောင့်ရတဲ့စိတ်ဝေဒနာကူတော့ကိုဖို့ခက်ပြီဗျာ